ဒီဗီဒီယိုမှာ assignment ရေးထားတဲ့ကိုယ့်ရဲ့ assignment ရေးထားတဲ့စာရွက်တွေကိုပေါ့နော်ဘယ်လိုမျိုး email နဲ့ပို့မလဲဆိုတာကိုသင်ပေးမှာဖြစ်တယ်ဆိုတော့အစအဆုံးကျွန်တော်တို့ဘာလုပ်ရမလဲဆိုလို့ရှိရင်ဒီမှာကိုယ့်ရဲ့ဒီ computer မှာ email သင်ခဲ့တာရှိမှာဖြစ်တယ်ဆိုတော့အဲ့ဒါကြတော့ကျွန်တော်တို့ computer အသစ်ဆိုလို့ရှိရင်ကျွန်တော်တို့ Gmail ဘာညာပေါ့နော်ပြန်ပြီးတော့မှထည့်ရတယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့နေလိုက်မယ်မရှိသေးဘူးဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ဒါဟိုထည့်ရမှာဖြစ်တယ်နော်ဆိုတော့အဲ့လိုမျိုး email သင်ခဲ့တာရပြီဆိုလို့ရှိရင်ကျွန်တော်တို့ပြန်မရောက်သွားလဲဆိုတော့အခုဒီမှာ email ပွင့်သွားပြီဆိုလို့ရှိရင် email အသစ်ပို့မယ်ပေါ့နော်ကျွန်တော်တို့ဆိုတော့ဒီမှာရှိတယ်ဆိုတော့ကျွန်တော်ဟာတော့ Outlook ဖြစ်တယ်ဆိုတော့တချို့ computer တွေမှာကျွန်တော် Gmail ပဲဖြစ်မယ်เนาะအဲ့ဒါဆိုတော့ email အသစ်ပို့တဲ့နေရာရှိတယ်ဒီမှာကျွန်တော် new mail ဆိုပြီးတော့မှရေးထားပေးတယ်ဆိုတော့ Gmail မှာကျတော့လေဒီအနေပတ်သက်တဲ့ဟာအသစ် Gmail ပို့မယ်ဆိုလို့ရှိရင်အဲ့ဒါဒီမျိုးတစ်ပုံနဲ့ရေးထားမှာဖြစ်တယ်เนาะအဲ့တော့လိုက်ရှာရမှာဖြစ်တယ်ဆိုတော့ကျွန်တော်ဒီမှာရေးထားပြီးသားဖြစ်တဲ့အတွက်အဲ့ဒါကိုသူတို့ဖော်ပြထားတာရှိတဲ့အတွက်ပေါ့เนาะကျွန်တော်အဲ့ဒါကိုနေလိုက်မယ်နေလိုက်တဲ့ချိန်မှာကိုပို့ခြင်းနဲ့နောက်ဒီမှာ to ဆိုတာရှိတယ်ကိုပို့ခြင်းတဲ့ email ကိုကျွန်တော်ဒီမှာရေးထည့်ရမှာဖြစ်တယ်ဆိုတော့ဥပမာအနေနဲ့ကျွန်တော်တို့စုံတက်ကိုပို့ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော် email ကိုကျွန်တော်တို့ရရမယ်ဆရာမရဲ့ email ပေါ့နော်ဆိုတော့ဒီမှာကျတော့ကျွန်တော်ကတခြား email ပေါ့နော်ဥပမာ okay Dr. Sunny ဆိုတော့ Dr. Sunny ပေါ့နော် okay အဲ့လိုမျိုးရေးလိုက်မယ်နော်ဆိုတော့တခြားကျွန်တော်တို့ဘယ်သူရဲ့ email number ရှိမလဲเนาะအဲ့ဒါဟာတွေကျွန်တော်တို့ရေးလို့ရတယ်เนาะဆိုတော့ကျွန်တော်ဆိုဒီ email ကိုပို့ပြမယ်ပေါ့เนาะ okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကျတော့ကိုဘာအကြောင်းနဲ့ရေးမလဲเนาะ assignment နဲ့ submission ပေါ့เนาะ okay submitting အဲ့တော့ကျွန်တော်ရေးမယ်CT3 ပေါ့เนาะ okay အဲ့လိုမျိုးရေးလိုက်မယ်ဆိုတော့ဒီမှာDr. Sunny ကိုဘာပဲဖြစ်ကိုရေးမယ်ပေါ့နော် Dear Dr. Sunny ပေါ့နော် okay okay ဆိုတော့အမကိုရေးခြင်းနဲ့အကြောင်းအရာလေးရေးပေးလိုက်မယ်နော်ရေးပြီဆိုလို့ရှိရင်ကိုပို့ခြင်းနဲ့ email ကိုပို့ဖို့အတွက်ကိုရေးထားတဲ့ဟာကိုပို့ဖို့အတွက်ပေါ့နော်အဲ့ဒါကိုပြန်မလိုက်ရှာရမလဲဆိုတော့ဒီမှာ insert ဆိုတာရှိတယ်နော်အဲ့ insert ကိုကျွန်တော်တို့ကလိုက်ရှာရမှာဖြစ်တယ်ဆိုတော့တွေ့ပြီဖြစ်တယ်ဆိုတော့အဲ့ဒါတွေ့ပြီဆိုလို့ရှိရင် attach file ဆိုတာကိုကျွန်တော်လိုက်ရှာရမယ်နော်ဒီမှာ attach file ဆိုတော့အဲ့မှာပြန်နှိပ်လိုက်မယ်နှိပ်ပြီဆိုလို့ရှိရင် browse this computer ဆိုတာကိုနှိပ်လိုက်မယ်အဲ့ဒါဒီ computer ထဲမှာကိုရေးထားတဲ့ဟာကိုရှာမှာဖြစ်တယ်နော်ဆိုတော့ကိုရေးထားတဲ့ဟာကပင်မှာရှိမလဲဥပမာ desktop မှာကိုထားတာလားဒါမှမဟုတ် document အနေနဲ့ထားလားဆိုတော့ desktop မှာဆို desktop မှာကျွန်တော်သွားရှာမယ်နော် okay desktop okay ဆိုတော့ဥပမာနဲ့ကျွန်တော်ဒီထက်ကနေပြီးတော့မှကျွန်တော်ရဲ့စာကဒီ file ထဲမှာရှိတယ်ဆိုလို့ရှိရင်အဲ့ဒါကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်လိုက်တယ်ဆိုလို့ရှိရင် okay ဆိုတော့ကျွန်တော်အနေနဲ့ဒီဟာကိုကျွန်တော်ပို့ခြင်းတယ်နော် okay research paper တခုကျွန်တော်ပို့ခြင်းတယ်ဆိုလို့ရှိရင်အဲ့ဒါကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်လိုက်တဲ့ချိန်မှာသူကဒီမှာအောက်မှာရောက်သွားတယ်နော်ဒီကပွင့်လာရောက်အဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာ open ဆိုတော့နှိပ်လိုက်ရုံပဲဆိုတော့ open ဆိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ရေးထားတဲ့စာကဒီမှာရောက်လာပြီနော်ကိုယ့်ရဲ့ရေးထားတဲ့ပုံစံကွက်တိဘယ်လိုမျိုးရေးထားလဲဆိုတာဟာကျွန်တော်တို့ဟုတ်လားမဟုတ်လားပြန်ကြည့်ချင်အမှ preview ကိုပြန်နှိပ်ပြီးတော့မှကြည့်လို့ရတယ်ဆိုတော့ဒီမှာကျွန်တော်ရဲ့ assignment နော်ရေးထားတဲ့ပုံစံပေါ်လာပြီနော် okay ပုံစံတခြားပေါ့နော်အဲ့လိုမျိုးတွေရှိတယ် okay ရှိပြီနော်ကျွန်တော်ပြန် check ကြည့်လို့ရတယ် okay ဟုတ်ပြီတိချပြီဆိုတဲ့ချိန်မှာကျွန်တော်ဘာလုပ်ရလဲ send ဆိုတဲ့ဟာကိုနှိပ်ရမှာဖြစ်တယ်ပို့တယ်ခလုတ်ပေါ့နော်ဆိုတော့ကျွန်တော်နှိပ်လိုက်မယ်okay နှိပ်လိုက်ပြီးရတဲ့သူက send ဆိုပြီးတော့ပို့လိုက်ပြီဆိုတော့ပို့မပို့ဘယ်မှာတွက်ကြည့်မလဲဒီမှာ send item ဆိုတဲ့နေရာမှာကျွန်တော်တွက်ကြည့်မှာဖြစ်တယ်တွက်ကြည့်လိုက်မယ် okay ဒီမှာကျွန်တော်ရဲ့ assignment ကဒီမှာကျွန်တော်နော်ပို့ပြီးသားဖြစ်သွားပြီနော် send item ဆိုတော့အဲ့လိုလေးပဲနော်မခက်ဘူးဆိုတော့ကျန်တဲ့ highlight ကျွန်တော်အဲ့လိုမျိုးလေးပဲလုပ်ယူမယ်ဖြစ်တယ်နော်ဆိုတော့အားလုံးလိုက်လုပ်ကြည့်အောင်